Hello အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့ကတော့ရောက်ဖို့နေကြဖြစ်တဲ့ MPK Center မှာနားနေနားလို့အလုပ်လုပ်ရမယ့်နေရာလေးကိုပြောပြချင်လို့ပါခင်ဗျတည်ပြီးသားလဲဖြစ်ကောင်းဖြစ်ပါလိမ့်မယ် MPK Center ကတော့အဲ့ဒီ CM Discovery တို့ CM Center တို့နားမှာပဲရှိတာပါခင်ဗျရထားနဲ့လာမယ်ဆိုရင်အစိမ်းလိုင်း National Stadium မှာဆင်းရပါမယ် CM ကနေဆိုရင်တော့တမတ်တိုင်လောက်လမ်းလျှောက်အောင်ပါပေါ့နော်သူကတော့အထက်ပေါင်း၈လွှာရှိပါတယ်ရွှေငွေလက်ဝိဒနာအဝတ်အထည်စားတောက်ဆိုင်ဖုန်းနဲ့ ID ပစ္စည်းတွေရှိပါတယ်ဘဏ်တွေရှိတယ်လို့ဟိုတယ်လည်းရှိပါတယ်ဗျ Post Office ရှိပြီးတော့မှ Delivery လည်းပို့လို့ရပါတယ်ခင်ဗျကင်မရာနဲ့သူနဲ့ဆက်ဆက်တဲ့ပစ္စည်းတွေလည်းရောင်းပါတယ်ခင်ဗျ Passport ဝန်ဆောင်မှုရုံးနေရာတွေရှိပေမဲ့ထိုင်းတွေအတွက်ပဲတည်တံ့လုပ်ပေးတာလို့သိရပါတယ်ရုပ်ရှင်လည်းရှိတယ်လို့ဂိမ်းကစားဖို့ဂိမ်းခုံအစုံလည်းရှိပါတယ်ဗျတချင်းစုဝါဒနာပါတဲ့သူတွေအတွက်ကာရာအိုကေအခန်းလေးလည်းရှိပါတယ်ဗျအရွယ်ဆုံးလူဆုံးစိတ်ဆုံးတွားရောက်လေပတ်ချင်ဆွဲဆောင်ထားတာပါဗျအထူးသဖြင့်အဲ့ဒီမှာမြန်မာဝန်ထမ်းလေးတွေတော်တော်များများရှိနေတာပါစစ်စေးတွေခဏလာတော့သူတို့တွေလည်းခွန်ထိုင်းတွေဖြစ်ကုန်ကြတာပါပဲဗျာသူတို့လည်းအတွေ့အကြုံတွေရင့်ကျက်လာတော့လေဝယ်နဲ့ရောင်းဝယ်တက်နေကြပါပြီကျွန်တော်တော့ဈေးနှုန်းပစ္စည်းတွေမကြည့်တတ်တာနဲ့မဝယ်ဖြစ်ပါဘူးဗျာပြောရင်းနဲ့အခုတော့အဓိကပြောချင်တဲ့နေရာရောက်ပါပြီ6လွှာမှာပါခင်ဗျတစ်ဖက်တစ်ချက်မှာခုံတန်းရှိလေးတွေရှိပါတယ်ဒီမိုရှိဆိုတဲ့ဆိုင်လေးတွေတွေ့ရင်ဒီမူချာဆိုတဲ့ဆိုင်လေးတွေ့ရင်ညာဘက်ကိုဆက်လျှောက်ပါခင်ဗျဒီဆိုင်ပုတ်လေးတွေတွေ့ရင်ရောက်ပါပြီအဲဒီမှာတော့လူငယ်လူကြီးမရွေးလာထိုင်ကြတယ်အနားယူကြတယ်အလုပ်တွေလုပ်ကြတယ်ဘေးကလူတွေအနှောက်အယှက်ပြအောင်စုညံတာမျိုးတော့မလုပ်နဲ့ပေါ့ဗျာတချို့ဆိုစာလာတင်တာတော့တွေ့တယ်ဗျတချို့လူငယ်တွေကတော့ပိုကီမွန်လေးတွေလာပြီးတော့မှစော့နေကြတယ်ခင်ဗျအနီးအနားမှာလည်းကော်ဖီဆိုင်လေးနဲ့ဒီစားစရာဆိုင်လေးတွေရှိပါတယ်ဗျတချို့ခုံတွေမှာတော့ဒီပလက်ပေါက်လေးတွေလည်းရှိပါတယ်ရောက်ခဲ့ရင်တော့ဖြစ်သွားပါလဲပါအနားယူပါအသုံးပြုပါအဆင်ပြေကြပါစေဗျ